ညို့ဒီ comment လေးမေးထားလို့ပေါ့နော် creatine ကဘာအတွက်တောက်ရတာလဲလို့မေးထားတာပေါ့နော်အဲ့တော့ creatine ဘာအတွက်တောက်ရလဲဆိုတာလေးကိုပြောပြပေးခြင်းနဲ့နံပါတ်1အချက်ကတော့ muscle growth ဖြစ်ချင်တဲ့လူတွေကြွတာတို့တက်ချင်တဲ့လူတွေအတွက်တောက်ပေးလို့ရတယ်နံပါတ်2အချက်ကတော့ဒီဂျင်ဆော့တဲ့အခါမှာအလေးတွေအများကြီးမနိုင်ခြင်းနဲ့ strength and performance ကောင်းချင်တဲ့လူတွေအတွက်လည်းတောက်လို့ရတယ်နံပါတ်3အချက်ကကြတော့ဒီကြွက်သားနာကျင်မှုကိုတက်တာစေပြီးတော့ muscle recovery ဖြစ်ဖို့အတွက်ကိုသူကအများကြီးလင်မြန်နဲ့အထောက်အကူပြုပေးတယ်ပေါ့နော်အလေးချက်ကတော့မှတ်နောက်ရဲ့မှတ်ဉာဏ်နဲ့စွမ်းဆောင်ရည်တွေကိုပို့ပြီးတော့တိုးတက်စေတယ် brain အတွက်အများကြီးသူကအထောက်အကူပြုတယ်ပေါ့နော်လူတွေတောက်တင်လဲဆိုလို့ရှိရင်ဒီ body transformation လုပ်နေတဲ့ချင်းပုံမှန်ကစားနေတယ်ဒါပေမဲ့ဒီကြွက် muscle shape ထွက်မလာတဲ့လူတွေတောက်လို့ရတယ်ပေါ့နော်ဒီအသက်ကြီးလာလို့ကြွက်သားတွေဆုံးရှုံးလာတယ်လျော့နေလာတယ်ဒါပေမဲ့ဒီကြွက်သားတွေလျော့ရဲလာတဲ့အတွက်ပြန်ပြီးတော့တင်ကျင်တဲ့ muscle တင်ကျင်တဲ့လူတွေအတွက်လည်းတောက်လို့ရတယ်creatine ကလူတိုင်းတောက်ပေးဖို့အတွက်လည်းလိုအပ်တယ်နေ့စဉ် daily တောက်ကိုတောက်ပေးရမယ်ပေါ့နော်ဒါပေမဲ့များသောအားဖြင့်ကဒီ creatine ကဘယ်ကထွက်တာလဲဆိုတော့အနီရောင်အသားတွေပြီးသွားလို့ရှိရင်ငါးတွေကနေအဓိကထွက်တယ်သူရဲ့ထွက်တဲ့ပမာဏကလည်းအရန်နည်းတာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဒီ supplement ကိုအကူအညီအနေနဲ့ယူပြီးတော့မှတောက်ပေးကြရတယ်ပေါ့နော်အဲ့တော့ဘယ်လိုမျိုးတစ်နေ့ကိုဘယ်လောက်တောက်ပေးရမှာလဲဆိုတော့3 to 5 gram တောက်ပေးရမယ်ဒါပေမဲ့ဒီ creatine ကချက်ချင်းတောက်တာနဲ့ boost ဖြစ်တာမျိုးတော့မဟုတ်ဘူး pre workout တို့လိုမျိုးချက်ချင်း boost ဖြစ်တာမဟုတ်ဘူးသူ့ရဲ့ဒီပုံမှန်နေ့စဉ်တောက်ပေးရင်းနဲ့သူ့လိုအပ်တဲ့ level ရောက်သွားတဲ့အခါကျလို့ရှိရင်သူ့ဘက်သူ့ရဲ့ energy ကအလုံးလုံးလာတာပေါ့နော်လိုတောက်ပေးရမှာလဲဆိုတော့ post workout အနေနဲ့တောက်လို့လည်းရတယ် pre workout အနေနဲ့တောက်လို့လည်းရတယ်ညိုကတော့ post workout မှာတောက်တယ်ပေါ့နော်ဘလို့တောက်ရမှာလဲဆိုတော့ဒီဘူးလေးနဲ့ပေါ့နော်ဒီ shaker ဘူးလေးထဲမှာ cream မှာပါတဲ့ပေါ့နော် gram chain နဲ့ခွက်နဲ့5 gram တစုံကိုထည့်တယ်ထည့်ပြီးသွားလို့ရှိရင်ရေနနွေးလေးရယ်ရိုးရေလေးရယ်ဆက်ပြီးတော့မှဒီရှိတ်ပြီးတော့မှရေ100 ml လောက်နဲ့ရှိတ်ပြီးတော့မှတောက်ပေးလို့ရှိရင်เนาะပိုကောင်းတယ်ဗာနဲ့တွဲတောက်တယ်လဲဆိုတော့သူ့ကို carbohydrate တစ်ခုနဲ့တွဲပြီးတော့မှတောက်ပေးရင်ပိုကောင်းတယ်ဥမာကစုံဥတို့ပြောင်းမှုပြုတ်တို့ပေါ့နော်ဒီ carbohydrate အာလူးတို့အဲ့လိုမျိုးတစ်ခုခုနဲ့တွဲပြီးတော့စားပြီးတော့တောက်ပေးရင်တော့ပို့ပြီးတော့မှကောင်းတယ်တောက်မယ်ဆိုလို့ရှိရင်တော့ creatine monohydrate ဖြစ်တဲ့ဟာလေးတောက်ပေးရင်ကောင်းတယ်အမျိုးအစားကတော့ကိုယ့်ရဲ့ budget ပေါ်မူတည်ပြီးတော့အမျိုးအစားတွေအမျိုးမျိုးရှိတယ်ဒါပေမဲ့ညိုကတော့ဟိုတနေ့ကတောက်တဲ့ဟာလေးပြထားပေးတယ် Omax creatine ပေါ့နော်အဲ့ဒါလေးတောက်တယ်ဒါပေမဲ့ तू ကတော့ unfilled ပါပဲအရသာမပါဘူးပေါ့နော်အဲ့ဒီဟာလေးညိုတောက်တယ်တတိထားမဲ့အချက်လေးတော့ရှိတယ် creatine တောက်လို့ရှိရင် तू ကရေဓာတ်ကိုအများကြီးစုပ်ယူတာဖြစ်တဲ့အတွက်ကြောင့်ရေ300 ml အထက်လောက်ကိုတောက်ပေးတင်တယ်ပေါ့နော်အဲ့လိုမှမဟုတ်လို့ရှိရင် तू ကဒီကြောက်ကက်ကိုအလုပ်ပေးတာဖြစ်တဲ့အတွက်ကြောင့်ကြောက်ကက်ဝင်ပြီးစေတယ်ပေါ့နော်ဒါပေမဲ့ကြောက်ကက်ယောဂရှိတဲ့လူတွေကြောက်ကက်အားနေတဲ့လူတွေကြောက်ကက်မှာကြောက်မှုန်တယ်ဘူးတဲ့လူတွေဒီကြောက်ကက်မှာကြောက်တယ်ဘူးတဲ့လူတွေဆိုလို့ရှိရင်တော့မိမိရဲ့တက်ဆိုင်ရာဆရာဝန်နဲ့တိုင်ပင်မိမှဒါတောက်တဲ့နယ်လို့ညိုကတော့အကြံပြုချင်ပါတယ်ဟုတ်ကဲ့ဒီ comment လေးကိုဖြည့်ပေးလိုက်ပါပြီပေါ့နော်ကျေးဇူးတင်ပါတယ်